6 ရက်အတွင်းဖန်ဆင်းခဲ့တယ်။ဘုရားသခင်ကလူသားကို6 ရက်မြောက်နေ့မှာဖန်ဆင်းခဲ့တယ်။လူသားနာမည်ကအာဒန်နဲ့အင်ဝါဖြစ်ပါတယ်။အာဒန်နဲ့အင်ဝါကလှပတဲ့အေဒင်ဥယျာဉ်ထဲမှာနေထိုင်ခဲ့တယ်။အေဒင်ဥယျာဉ်ထဲမှာကြည်လင်တဲ့မြင်းချောင်းကြီးစီးဆင်းနေအသက်ပင်နဲ့ကောင်းမကောင်းတီကျွမ်းရအပင်ဆိုပြီးရှိတယ်။အသက်ပင်ဆိုတာထာဝရအသက်ကိုပေးတဲ့အသီးပင်ဖြစ်တယ်။ကောင်းမကောင်းတီကျွမ်းရအပင်ကတော့ကောင်းမကောင်းတီးစေတဲ့အပင်ပဲဖြစ်ပါတယ်။အာရန်ကအေဒင်ဥယျာဉ်ကိုထိမ့်သိမ်းပြီးတိရစ္ဆာန်တွေကိုနာမည်မှဲ့ပေးတယ်။ဘုရားသခင်ကအာရန်ရဲ့အဖို့အဖြစ်မိန်းကလေးကိုဖန်ဆင်းပေးတယ်။မိန်းကလေးနာမည်ကအင်ဝါလို့ခေါ်ပါတယ်။ဘုရားသခင်ကအာရန်ကိုမိန့်တော်မူတယ်။ကောင်းမကောင်းတီကျွမ်းရာအပင်ရဲ့အသီးကိုမစားနဲ့။ဥယျာဉ်ထဲမှာစိတ်ပုတ်တဲ့မြွေကြီးတစ်ကောင်ရှိတယ်။ဒီနေ့မှာမြွေကအင်ဝါကိုပြောတယ်။ဘုရားသခင်ကဒီမှာရှိတဲ့အပင်အားလုံးရဲ့အသီးကိုမစားနဲ့ဆိုပြီးပြောတယ်ဆိုဟုတ်သလားမြွေကလှောင်ပြုံးပြုံးပြီးပြောတယ်ဒါကိုစားရင်မင်းတို့ဖျားလို့ဖြစ်မှာဒါနဲ့အင်းဝါကစားပစ်လိုက်တယ်အင်းဝါကအာရန်စီကိုပြေးသွားလိုက်တယ်အာရန်ဒီအသီးကိုစားကြည့်အောင်အရန်ကောင်းတယ်အာရန်ကလည်းအင်းဝပေးတဲ့အသီးကိုအေးလူလူစားလိုက်တယ်။ဒါကြောင့်ထူးထူးဆန်းဆန်းတွေဖြစ်လာခဲ့ပါတယ်။အာရန်နဲ့အင်းဝကအဝတ်မရှိပဲနေရတာ80ရာမှန်းတိလာတယ်။ဒါကြောင့်တရွက်တွေကိုချုပ်ပြီးကိုဖုံးထားပြီးတစ်ပင်နောက်မှာပုန်းနေတယ်။ဘုရားသခင်ကအာရန်ကိုရှာတယ်ပြီးတော့မေးတယ်ငါကမစားနဲ့ဆိုတဲ့အသီးကိုစားလိုက်ပြီလားအာရန်ကပြန်ဖြေလိုက်တယ်အင်းဝါကပေးလို့စားမိတာဒါနဲ့အင်းဝါကပြန်ပြောတယ်မွေကလိန်ပြောလို့ဖျားသခင်ကမွေကိုပြောလိုက်တယ်မင်းကအမြဲတမ်းဘိုက်ကိုတုံးပြီးမြေပေါ်မှာတွားသွားရမယ်မြေကိုစားပြီးအသက်ရှင်ရမယ်ဖျားသခင်ကအာရန်နဲ့အင်းဝါကိုပြောခဲ့တယ်။အင်းဝမင်းကခလေးမွေးဖွားတဲ့အခါတိုင်းအရန်နာကျင်လိုက်မယ်။အာရန်ကအခုကစပြီးမင်းကချွေးမထွက်ရင်အစာမစားရဘူး။ဖျားသခင်ကအာရန်နဲ့အင်းဝါကိုသုံးမွေးအဝန်းနဲ့အေဒင်ဥယျာဉ်အပြစ်ဘက်ကိုသာဝရနှင်ထုတ်လိုက်ပါတယ်။ဖျားသခင်ကကောင်းကင်တမန်တွေကိုခေါ်ပြီးမီးလောင်နေတဲ့ဓာတ်ကိုကင်ပြီးအေဒင်ဥယျာဉ်ကိုစောင့်ရှောက်စေတယ်။အေဒင်ဥယျာဉ်ကိုဆုံးရှုံးလိုက်ရတဲ့အာရန်နဲ့အင်ဝါလူသားရဲ့ပထမဦးဆုံးဖြစ်တဲ့အာရန်နဲ့အင်ဝါကဘုရားသခင်ရဲ့အမိန့်တော်ကိုမလိုက်နာလို့အေဒင်ဥယျာဉ်ကနှိမ့်ထုံးခံလိုက်ရပါတယ်။ကျမ်းစာကပြောတဲ့အေဒင်ကဝမ်းသာစရာနဲ့ပျော်ရွှင်စရာပဲရှိတဲ့ပရတိတုပုံဖြစ်ပါတယ်။လူတစ်ပိုင်းထဲမှာအကြီးဆုံးဝမ်းနည်းစရာကပရတိတုပုံမရှိဘူးဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီကနေ့မှလည်းပရတိတုပုံကပျောက်ဆုံးနေပြီ။စိတ်ပြတ်ခြင်းနဲ့နာကျင်ခြင်းတွေပဲရှိပါတယ်။ဒါဆိုရင်လူသားကပရတိတုပုံကိုပြန်ရောက်ရှိမဲ့နည်းလမ်းကဘာဖြစ်မလဲအဲ့ဒီဟာကဘုရားသခင်ကိုယုံကြည်ခြင်းပါပဲ